ကျွန်တော်ဟာကျောင်းသားချိန်ပေါ့နော်မိတ်ဆွေကိုဘာမှအရေးကြီးဆုံးဖြစ်တယ်လို့ခံယူခဲ့ဒါကြောင့်မိတ်ဆွေအများကြီးရှိပြီးတော့ပေါ့နော်မိတ်ဆွေနဲ့ပေါင်းပြီးတော့တအားပြောစရာကောင်းခဲ့ဒါပေမဲ့အဲ့ဒီမိတ်ဆွေတဲ့မှာထားရောကကျွန်တော်ကိုသစ္စာဖောက်ပြီးတော့ကျွန်တော်ကိုနဲ့လုံးဝစကားတွေမပြောတော့ကျွန်တော်မိတ်ဆွေတွေမချီတော့ကျွန်တော်အဲ့ဒါကိုချီတဲ့ကောင်စေတကြားပြီးတော့လူကိုလုံးဝမယုံနိုင်တော့ဘာမှဒီပေရမခံစားတော့အဲ့ဒီအချိန်မှာတခြားမိတ်ဆွေတယောက်ကကျွန်တော်ကိုဖះချောင်းလာပါခရစ်ယာန်ဖះချောင်းလာပါလို့ကျွန်တော်ကိုဖိတ်ခေါ်တယ်ကျွန်တော်ဆိုရင်ဘာသာရေးကိုစိတ်မဝင်စားတော့ကျွန်တော်တော်ပြီလို့ပြောတယ်တမန်ဒါပေမဲ့သူကလာပါတော့ကိုတော့ကျွန်တော်အားနာတော့ဘောနော်သူနဲ့အတူတူလိုက်သွားတာဖြစ်တယ်ဖះချောင်းလိုက်တဲ့ကမှကျွန်တော်တအားကျွန်တော်ကတော့ပိတာဘယ်လိုလုပ်မလဲဖះချောင်းလာတော့ရတာစဉ်းစားတော့လေလိုက်တဲ့ကမှဖះချောင်းရှိတဲ့ခရစ်ယာန်များတကယ်များကကျွန်တော်ကကျွန်တော်ချိုးတော့ဖြစ်တယ်ကျွန်တော်ရအောင်လာပြီဘာကြောင့်ဒီလိုကကျွန်တော်ကိုချိုးဆိုတာလေကျွန်တော်ကိုချစ်တယ်ဒါမှသူတို့ကယေရှုကိုယုံကြည်ပါယေရှုယုံကြည်ရင်မိတ်ဆွေပါပြောင်းလဲမှာဖြစ်တယ်လို့ပြောတဲ့ကမှကျွန်တော်တိတ်နားမလဲပဲမဲ့တကယ်တော့ယေရှုယုံကြည်တဲ့ကကျွန်တော်ပြောင်းလဲတယ်ဆိုရင်ကျွန်တော်ပြောင်းလဲခြင်းတယ်ပြီးတော့သူနဲ့အတူတူယေရှုကိုယုံကြည်ဖို့စတောင်းတာဖြစ်တယ်အဲ့ဒီနောက်မှာဆိုရင်ကျွန်တော်ယေရှုခရစ်တော်ရဲ့ကျွန်တော်ကိုချစ်တယ်ဆိုတာကိုနားလည်ပြီးတော့ပေါ့နော်ကျမ်းစာထဲမှာဒီလိုရေးထားတယ်ကိုအဆွေအဘောကိုအဆွေအဘောရောကကိုအတက်ကိုဆုံးချမိတာတဲ့ဒါရွေးမြတ်တော်မိတာဒီအဘေသူနိုင်များမရှိဆိုတဲ့ကျမ်းစာစကားကိုဖတ်တဲ့ကမှာsorry လေသူကကျွန်တော်တို့အတက်ကိုဆုံးတာကျွန်တော်ကိုချစ်တယ်ဆိုတာကိုနားလည်ပြီးတော့ပေါ့နော်ယေရှုပြကကျွန်တော်ရဲ့မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာကိုနားလည်တဲ့ကမှာစိတ်ထဲမှာတကယ်ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့ပြီးဆုံးတယ်အဲ့ဒီနောက်ဆိုရင်လူမျိုးစစ်ဆိုင်ရနိုင်တဲ့တကယ်သူများတွေသူများကိုချင်းနိုင်ဖို့ပြောင်းလဲတာဖြစ်တယ်ခေါင်းကြီးရတာဖြစ်တယ်ဘုရားရှိခိုးကြပေးပါစေ